မင်္ဂလာပါဘောလုံးဝါသနာရှင်ပရိသတ်ကြီးခင်များဒီနေ့မှာတော့ FA ဖလားပွဲစဉ်မှာ Wolves အသင်းကိုအနိုင်ယူပြီးနောက်တစ်ဆင့်တက်လှမ်းသွားခဲ့တဲ့လီဗာပူးအသင်းရဲ့သတင်းနဲ့အတူလူငယ်ကျယ်ပွင့်လေးရီယိုအန်ဂူမိုဟာအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်လီဗာပူးနီးပြအာနယ်စလော့ဟာ Wolves နဲ့ပွဲမှာအသက်18နှစ်အရွယ်သာရှိသေးတဲ့လူငယ်တိုက်စစ်ကစားသမားလေးအန်ဂူမိုဟာကိုပွဲထွက်ကစားသမားအဖြစ်ယုံကြည်ထည့်သွင်းအသုံးပြုခဲ့ပါတယ်အန်ဂူမိုဟာဒီပွဲမှာသူ့ရဲ့ထူးခြားတဲ့အရေးချင်းတွေကိုပြသနိုင်ခဲ့တယ်လို့ပြိုင်ဘက်ခံစစ်ကိုလည်းအကြိမ်ကြိမ်ဒုက္ခပေးနိုင်ခဲ့တာကြောင့်နီးပြအာနယ်စလော့ကသူ့ကိုထူးခြားတဲ့ကစားသမားလို့ချီးကျူးစကားဆိုခဲ့တာပါနီးပြကအသက်18နှစ်အရွယ်နဲ့အခုလိုအဆင့်မြင့်တဲ့ပွဲစဉ်မျိုးမှာပွဲထွက်ကစားခွင့်ရပြီးခြေစွမ်းပြနိုင်တာဟာတကယ်ကိုထူးခြားတဲ့အချက်ပါပဲသူ့ရဲ့မျက်နှာနဲ့တူးချင်းကြော်ဖြတ်နိုင်စွမ်းတွေကအသင်းအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်လို့ပွဲပြီးမှပြောကြားခဲ့ပါတယ်လီဗာပူးဟာဒီပွဲမှာ Wolves ကို3ဂိုးတဂိုးနဲ့အနိုင်ရရှိခဲ့တာကြောင့်ပြီးခဲ့တဲ့အမှတ်ပေးပွဲကရှုံးကြွေးကိုလည်းပြန်ဆက်နိုင်ခဲ့တယ်လို့ FA ဖလားကွာတာဖိုင်နယ်အဆင့်ကိုလည်းတက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။အန်ဂူမိုဟာချက်ဆီလူငယ်အသင်းကနေရောက်ရှိလာသူဖြစ်ပြီးလက်ရှိမှာတော့လီဗာပူးရဲ့အနာဂတ်ကျယ်ပွင့်တဦးအဖြစ်အားလုံးကမျှော်လင့်နေကြပါတယ်။အာနယ်စလော့ရဲ့လက်အောက်မှာအခုလိုလူငယ်ကစားသမားတွေခြေစွမ်းပြခွင့်ရနေတာဟာအသင်းအတွက်အလားအလာကောင်းတွေပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့နောက်ဆုံးရဘောလုံးသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပြီးဒီ post လေးကိုလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဘောလုံးအကောက်ဖွင့်ခြင်းရင်လည်း bio ကနံပါတ်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာပရိသတ်ကြီးရောအန်ဂူမိုဟာကိုလီဗာပူးရဲ့နောက်ထပ်အနာဂတ်ကျယ်ပွင့်တူဖြစ်လာမယ်လို့ထင်ပါသလားမှတ်ချက်မှာပြောခဲ့ပေးပါဦး